နှလုံးသေးကြောပိတ်ခြင်းဤနောက်ဆက်တွဲအန်ဒီရဲ့များနှင့်ကာကွယ်ခြင်းတိမဲ့ဖို့ရာတေကြောချင်းနေဒီကိုလျှူရှုထားပါကအောက်ပံငရဲခက်များသို့ရောက်ရှိသွားနိုင်ပါသည် heart attack myocardial infarction MI နှလုံးကျတာပုတ်ခြင်းတေကြောလုံးဝပိတ်သွားပြီးမိနစ်ပိုင်းအတွင်းနှလုံးရက်ခါသေဆုံးနိုင်သည် heart failure နှလုံးအားနည်းခြင်းနှလုံးအားသွေးကောင်းကောင်းမညစ်နိုင်တော့သဖြင့်တစ်သက်လုံးမောပတ်နဲ့နေပြီးကြောက်ကပ်ပါပျက်စီးလာနိုင်သည် stroke ဖြစ်ခြင်းတွေးခဲ့သည့်အုံနောက်စီတို့ရောက်သွားပါကတကူလုံးမမရတော့သည့်ဒုက္ခိတဘဝသို့ရောက်သွားနိုင်သည်ကာကွယ်ခြင်း prevention အသက်ရှင်ဖို့အခုပဲပြင်ပါကာကွယ်ခြင်းသည်ခွဲစိတ်ကုသခြင်းထက်အစာပေါင်းများစွာတက်တာပါသည်စစ်တယုံနဲ့မရတော့ပါရင်တေကြောတဲ့ပိုက်ထည့်ပြီးချဲရတာ standing ဒါမှမဟုတ်ရင်ဘတ်ကိုခွဲပြီးတေကြောအစ်စ်လဲရတဲ့ bypass ခွဲစိတ်မှုတွေလုပ်ရပါလိမ့်မယ်အဲ့ဒီအချိန်ကျရင်တိတ်ရနဲ့ချီတဲ့ကုသစရိတ်တွေကခမရဲ့မိသားစုကိုဒုက္ခပေးပါလိမ့်မယ်အစာအသောက် diet control ဆိုဂျိုစီကျော်အုံနို့လိမ့်ဆန်အစီနှင့်အချိုးလုံးကဲသောအစားတောင်များကိုအဖြစ်ပါကောင်းကျိုးအမြင့်တက်များသောအသီးအရွက် omega 3ပါသောငါးနှင့်အဆစ်အဆယ်များကိုဦးစားပေးစားပါနေထိုင်မှုပုံစံ lifestyle လမ်းလျှောက်ပါတနေ့ကိုအနည်းဆုံးမိနစ်30ခက်သက်သွယ်လမ်းလျှောက်ပေးခြင်းသည်တွေးကြောများကိုပြန်ပိတ်စေနိအကောင်းဆုံးစေပါဆက်လိုက်ဖြတ်ပါဆက်လိုက်သည်တွေးကြောနယ်ရဲများကိုတိုက်ရိုက်ဖြစ်စီပြီးတွေးကဲပုံးစေသည့်အဓိကတရခံမှာ3ယောဂအခန်းများကိုထိန်းချုပ်ပါတွေးတို့စီကြုံနှင့်တွေးတဲ့အဆီဒက်ကိုလက်စထရောကိုဆရာဝန်နှင့်ပုံမှန်ပြပြီးပုံမှန်အောက်ရအောင်ထိန်းထားပါကုသနည်းများ medical treatment တွေးကြောခြင်းပိတ်သည့်အဆင့်ပေါ်မူတည်၍အောက်ပါအတိုင်းကုသနိုင်ပါသည်ဆေးဝါးများဖြင့်ကုသခြင်း medication တွေးကြစေများတွေးကဲမဖြစ်အောင်ကာကွယ်ပေးသည်အစီကြားစီများ study တွေးကြောနေရန်ရှိအစီကဲများကိုတည်ငြိမ်စေပြီးခက်မပိတ်အောင်လှုပ်ဆောင်ပေးသည်သူတို့ကြစီများနှလုံးဤအလုတ်လုံရမှုကိုရှော့ချပေးသည်တွေးကြောချက်ခြင်း angioplasty and stenting တွေးကြောအရင်ချင်းနေပါကပေါင်ချမ်းသို့မဟုတ်လက်ကဝင်းမှတစ်စစ်ပိုက်ထဲ့တာတွေးကြောတဲ့တွင်စတီးပိုက် stent ထည့်၍တွေးလန်းကြောင်းပြန်ဖွင့်အောင်လှုပ်ဆောင်ခြင်းဖြစ်သည်3နှလုံးသွေးကြောလမ်းကြောင်းလွှမ်းခြင်း bypass surgery CAPG တွေးကြောများစွာပိတ်နေပါကရင်ဘက်ကိုခွဲစိတ်ပြီးခန္ဓာကိုယ်၏အခြားတနေရာမှတွေးကြောကိုယူကာပိတ်နေသည့်နေရာကိုကြော်ပြီးဒွလန်းကြောင်းအသစ်ဖောက်ပေးရခြင်းဖြစ်သည်ကျမရဲ့ tips head educator အနေဖြင့်တတိပိချက်အရေးပေါ်လက္ခဏာရင်ဘက်အလဲတဲ့ကကြောက်တုံးကြီးနဲ့ဖိတာသလိုမျိုးအရန်အောင်လာပြီးချွေးစည်းတွေထွက်လာရင်နာကျင်မှုကမေးစိနဲ့ပယ်ဘက်လက်မောင်းစီပြန့်သွားရင်9မိနစ်ထက်ပိုမဆောင်ပါနဲ့အနည်းဆုံးစိတ်ရုံအရေးပေါ်ဌာနကိုချက်ချင်းသွားပါစစ်ဆေးမှုအသက်35နှစ်ကျော်ရင်တစ်နှစ်တစ်ချိန်နှလုံးပုံမှန်စစ်ဆေးခြင်း ECG